ဒါဘုံမောဒီနေ့ပုပ္ပေသကတပုံညတာအကြောင်းကိုပြောဘသူအကြောင်းပြောခြင်းစိတ်ပေါက်တုံးဆိုတော့ကိုလည်းသိပြီးတော့မပြောဘူးသေးတဲ့နော်ဇောတိကတထေအကြောင်းပြောခြင်းတယ်အဲ့ဒီဇောတိကတထေရပြီးတော့သူကယဟန်ပြုပြီးတော့ယဟန္တာဖြစ်သွားတာသူ့အကြောင်းကိုဖတ်ကြည့်တာမယုံစရာကောင်းလောက်အောင်ကိုပဲကြီးကျယ်ခမ်းနားတယ်ပေါ့နော်သူကဗိမိသာရမင်းကြီးရဲ့တိုင်းပြည်မှာဖြစ်တာတထေရဒါဒီဘယင်နဲ့သူကအများကြီးတာနေတယ်သူနေဖို့နေရာတွေကိုနတ်တွေကဖန်ဆင်းပေးတယ်လို့ဆိုတယ်နော်သူ့ရဲ့အိမ်ကိုနတ်ဘလူးတွေစောင့်ရှောက်တယ်အလွန်ဓမေကြီးလွန်းလို့လူတွေကတထေးအိမ်ကိုလာကြည့်တယ်ဗိမိသာရမင်းတော့အလှည့်မကြဘူးတော်တော်နဲ့ဒါဘယင်ကြီးကနောက်တော့သွားကြည့်တာပေါ့နာမည်ကြီးလွန်းလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နာမည်ကြီးနေတယ်ဆိုအဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါက်စာလိုက်သွားတယ်လို့ဆိုတယ်ဟိုရောက်တဲ့အခါကျတော့ဒီကြောက်တွေဖမ်းတွေဝင်းထိန်နေတာတွေပဲခင်းထားတဲ့အခါတော့ကြောက်တွေပါတွေလို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဲဘူးတဲ့ဘယင်ကြီးကဟုတ်လားအဲ့ဒါကျွန်မလက်လှမ်းပေးတာတော့မှကျွန်မဟိုတော့တထေးကြီးရဲ့ကြောထင်းပြီးတော့ तू ကရှက်နေတယ်လက်မကင်ရဲဘူးအများကြီးပါပဲရေးထားဖြစ်ရှင်တော့ဒီအဇာတတကအဲ့ဒါလက်ဆွဲရင်းနဲ့အလွန်ကြီးကျယ်ခမ်းနားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘရင်ဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတထေးကဘယ်နဲ့ကြောင့်ဒီလောက်ကြီးကျယ်နေတာတော့ငါရှင်ဘရင်ဖြစ်တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်တခါတည်းစဉ်းစားတယ်သူကလည်းဟုတ်လားအဲ့ဒါနဲ့နောက်တထေးကတော့မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘယင်ကြီးရဲ့ခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနံ့ကြောင့်မလို့မျက်ရည်ကျတယ်တဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလောက်ပါအောင်မင်းတထေးကတော့ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလားဗိမိသာရမင်းကြီးကသဘောမပေါက်ဘူးမဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနံ့နေကြောင့်မလို့နူးညံ့လွန်းလို့မျက်ရည်ကျဟုတ်လားအဲ့ဒါနဲ့ဗိမိသာရမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတယ်ဒီကြောက်အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကျွေးတော့မင်းကြီးကစားကောင်းနဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘောနဲ့ပြီးတော့ယတနာတဲ့ရင်သူတရားခံဖြစ်မှာဆိုလို့ဇောတိကအလုံးကိုချမ်းသာတာပေါ့နော်အဲ့ဒါနဲ့ဘယင်ကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါတယ်ဗိမိသာရမင်းရဲ့နောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတထေးကတော့တို့ရှင်ဘရင်လာတယ်ဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်ဘရင်ဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်ဘရင်ဆိုတာတို့ကိုဆိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်ကျုပ်တို့ကိုအဆိုးရတဲ့လူဟာရှိသေးသလားပေါ့ကျုပ်တို့ကသူမြတ်လက်အောင်နေရတာလားအဲ့လိုဆိုရင်ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ဟာပြုခဲ့ဟန်တူတယ်ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံကြည်ကြည်ထက်ထက်တန်တန်မပြုခဲ့လို့ကိုယ်အစိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တောင်ဝမ်းနေသွားတယ်တဲ့အဲ့ဒီတထေးကတော့ဟုတ်လားအဲ့ဒါနဲ့နောက်တော့အတူချုပ်ပြီးတော့ပဲဘုန်းတို့ပြောတာပေါ့နော်အစာတသက်ရှင်ဘရင်ဖြစ်လာပြီဆိုရပါစို့အဲ့ဒါရှင်ဘရင်ဖြစ်လာတော့သူဦးစားပေးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းတစ်ခုပဲအဲ့ဒါသွားသိမ်းနေစစ်အင်္ဂါတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေးရမြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့တရားနာတယ်တထေးမရှိဘူးသူ့ရဲ့အိမ်တကားဒီအိမ်အုတ်တိုင်းနေဟာဒီဖန်နေမှန်နေနဲ့နတ်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဲ့ဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ဒီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ဆင်တွေမြင်းတွေကကြောက်လန့်ပြီးတော့အကုန်ပြန်ပြေးဇာတတက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲသူကလည်းထင်အဲ့ဒါနဲ့ပြေးနေသူကလည်းဘုရားကျောင်းတော်ရောက်သွားတယ်တဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေးကြီးကိုတွေ့တော့သင်ရဲ့လက်အောက်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့သင်ကတော့ဒီလာပေါ်တရားနာခြင်းဟာဆောင်းနေသလားမို့အဲ့ကျတော့ဇောတိကတထေးကြီးအရှင်မင်းကြီးကျွန်ုပ်အိမ်ဘာလို့သွားတာတော့ငါမင်းကိုသိမ့်ယူမလို့တစ်သွားထိုးတာပေါ့မင်းကြီးတဲ့ကျွန်ုပ်အိမ်ကိုသိမ်းဖို့မပြောနဲ့တဲ့ကျွန်ုပ်မပေးဘူးဆိုလို့ရှိရင်ကျွန်ုပ်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးလောက်တော့မင်းကြီးယူလို့မရဘူးအဲ့လိုပြောတဲ့အခါကျတော့ဇာတမင်းကြီးမယုံဘူးမယုံလို့ရှိရင်ထင်ရှားအောင်ပြမယ်လက်ဆယ်ချောင်းမှာလက်စွပ်တစ်ချောင်းလက်တကွင်းစီ
ဝတ်ထားတာနော်လက်စွပ်10ကွင်းဟုတ်လားတမင်းကြီးဒီလက်စွပ်ကိုကျွန်ုပ်မင်းကြီးကိုမပေးဘူးတဲ့ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြွဘူးတဲ့ဇာတသမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာတော့ရေးထားတာဘုန်းဘုန်းတော့ကောင်းကောင်းမှတ်ပြီးတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘယင်ကဒီလက်စွပ်ကိုကြွအောင်မချွတ်နိုင်အဲ့ဒါနဲ့ချွေးတွေပါတွေပြန်နေပြီဆိုတော့မှအကိုင်မင်းကြီးပင်ပန်းမှာဝေလဲတော်ပစိုးကိုဖြန့်လိုက်ပါဆိုဖြန့်အဲ့လက်ဆယ်ကြောင်းတို့အောက်ကိုစိုက်ချရတာလက်စွပ်တွေအကုန်လုံးအောက်ကိုသူလျှော့ပြီးတော့ကြာပါတယ်သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးဒါ तू ကကောင်းမှုကိုပြုစဉ်အခါတုန်းကဆူတောင်းနဲ့တွဲပြီးတော့ तू ကပြုတာအဲ့ဒီမှာတခုထူးခြားတာဒီဖြစ်ရကသူ့အတွက်တော့အလွန်ကောင်းတဲ့ဖြစ်ရတခုပေါ့ဘာလို့ဆိုတော့ तू အလွန်တန်ဝေကရသွားတယ်လောကီစည်းစိမ်ဆိုတာရန်အလွန်များတယ်ပေါ့နော်အဲ့ဒါနဲ့ပါရမီကလည်းပါခဲ့တဲ့ပုဂ္ဂိုလ်ကောင်းမှုကိုလည်းအထွတ်အထိပ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒါမြတ်စွာဘုရားဒီမှာယဟန်ပြုခွင့်တောင်းမင်းကြီးကိုလည်းတခါတည်းသူ့တိုင်းပြည်ကတထေးဆိုတော့မင်းကြီးကိုခွင့်တောင်းရမယ့်ဝတ္တရားရှိတော့ခွင့်တောင်းတယ်ပေါ့သူ့ကိုနော်ယဟန်ပြုခွင့်ပေးပါဆိုတော့ဇာတတက်ကလည်းဝမ်းမြောက်ဝမ်းသာပေးတာပဲဒီစည်းစိမ်တွေသူရမယ်ထင်နေတာသူလည်းယဟန်ပြုသွားရောအဲ့ဒီစည်းစိမ်တွေအဲ့ဒီဟာတွေအကုန်လုံးကွယ်သွားတယ်နတ်တွေဖန်ဆင်းပေးထားတာတွေသူစည်းစိမ်တွေအကုန်ကွယ်သွားတယ်သူလည်းယဟန်နာဖြစ်တယ်ဘာကြောင့်သူဟာဒီလောက်ကြီးကျယ်တဲ့နော်အကျိုးရလဒ်တွေအံ့ဩစရာကောင်းလောက်တဲ့ဖြစ်ရတွေနဲ့နော်အမွန်းတင်နေတဲ့သူ့ဘဝဘာကြောင့်ဒီလောက်ကြီးကျယ်တယ်လဲကောင်းမှုအထူးပြုခဲ့တာပဲနော်ဇောတိကတတိအကြောင်းကအလွန်တော့ထင်ရှားပါတယ်အထူးသဖြင့်ဒီလေဒီဆိုတော်ဘုရားကြီးရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာနော်နိဗ္ဗာန်ကိုဒါရိုက်ဆူတောင်းတာနဲ့နိဗ္ဗာန်မရခင်မှာဘဝတန်တရားမှာချမ်းချမ်းသာသာနော်ကောင်းကျိုးချမ်းသာကိုရပါရစေလို့ဆူတောင်းတာနဲ့ဘယ်ဟာကောင်းလဲဆိုတဲ့နေရာမှာသက်တည်ပြခံရတဲ့ဖြစ်ရပေါ့နော်သူတို့ညီကိုနှစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဘဝတစ်ခုကအဲ့ဒါပြည့်စေကဗုဒ္ဓရှင်မြတ်တပါးကိုသူတို့ကကြံစိုက်ပြီးတော့စားရတာဆိုတော့အဲ့ဒီတော့ကဘာလို့လဲဆိုတော့ကြံလှူတာဖြစ်ရကိုအသေးသေးပြောနေလို့ရှင်တရားရှိလိမ့်မယ်နောက်ထပ်ပြောရင်လည်းအများကြီးရှိတယ်ဟုတ်လားအဲ့မှာကြံလှူခဲ့တဲ့အခါကျတော့အကိုဖြစ်တဲ့ပုဂ္ဂိုလ်ကတော့အရှင်ဘုရားတို့သိတဲ့တရားသိပါရစေဒါပဲအဲ့ဒီညီဖြစ်မဲ့ဇောတိကဖြစ်မဲ့ညီဖြစ်တဲ့လူကတော့ရှင်ဘုရားတို့သိတဲ့တရားကိုသိပါရစေဒါပေမဲ့လို့တော့မသိသေးခင်မှာဒီဘဝတန်တရားမှာချမ်းချမ်းသာသာနေပါရစေသူဘဝတန်တရားရဲ့ပုံမှာနိဗ္ဗာန်ကိုလည်းသူရကျင်တယ်ဒါပေမဲ့ဘဝတန်တရားပုံမှာမမောတဲ့စိတ်လည်းရှိနေတယ်ပေါ့ဟုတ်လားအဲ့ဒီစိတ်နဲ့ဆူတောင်းတဲ့အတွက်ကြောင့်ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာအဲ့ဒီညီကိုနှစ်ယောက်ဟာညီကိုနှစ်ယောက်ပဲပြန်ဖြစ်တယ်နော်အဲ့ဒါအကိုဖြစ်တဲ့လူကတော့သူ့ရဲ့စိတ်ဓာတ်ကိုအစားရှင်ဘုရားတို့သိတဲ့တရားသိပါရစေဆိုတဲ့ဆူတောင်းကိုကြည့်ရင်သိနိုင်တယ်လေအဲ့ဒါနဲ့ဝိပဿနာမြတ်စွာဘုရားဒီမှာယဟန်ပြုပြီးတော့ယဟန်နာဖြစ်သွားတယ်အဲ့ညီကတော့ဒီမှာမပြုတ်နိုင်ဘူးဒီစည်းစိမ်နေတဲ့မှာပဲနေတယ်အပရာဇိတတဲ့သူ့နာမည်ကတထေးကြီးပါပဲဘလောက်ထိသူကတရားတရားကောင်းတယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာသူပြုခဲ့တဲ့ကောင်းမှုပေါ့နော်အဲ့ဒါနဲ့သူ့ကိုကမင်းမြတ်စွာဘုရားတရင်သုံးဖို့ကန္နာကုရီဆောက်ပြီးတော့လှူဆိုတော့ကန္နာကုရီတိုက်ကြီးဆောက်လှူနော်အဲ့ဒါနဲ့တရားနာလာစေခြင်းလို့ဆိုပြီးတော့ကြောင်းမှာသူကယတနာပစ္စည်းတွေကျဲထားတယ်တရားလာနာတဲ့လူတွေဟာဒီပစိုးနယ်မှာလည်းတော့ထုတ်မသွားနဲ့ပေါ့လက်နဲ့တနိုင်ယူသွားလို့ရတယ်သူစေတနာဘလို့စဉ်းစားလဲဆိုတော့လူတိုင်းတရားရှိတာမဟုတ်ဘူးပေါ့နော်တရားနာခြင်းလို့လာနာတဲ့လူရှိတယ်လို့ဒီဥစ္စာပစ္စည်းကိုလိုချင်တဲ့စိတ်နဲ့လာတဲ့လူရှိမှာပဲလာပါစေလာတော့ကတော့ဥစ္စာပစ္စည်းလိုချင်လို့လာတာပဲဒါပေမဲ့ဒီကြတရားနာလို့ရှိရင်သူတို့အတိအမြင်ပြောင်းသွားနိုင်တယ်တယောက်ပဲပြောင်းနှစ်ယောက်ပဲပြောင်းဥစ္စာပစ္စည်းဆိုတာဒီလောက်ကြီးတန်ဖိုးရှိတာမဟုတ်ဘူးသူတို့အတိညာရဖို့ကအရေးကြီးတယ်ဆိုတဲ့စိတ်ထားတာအဲ့ဒါ तू က9ရက်တိတိအဲ့လိုဥစ္စာပစ္စည်းတွေကိုအကုန်လုံးကြောက်တံပရမများတွေကျဲထားတာပေါ့ကြောင်းထဲမှာတခုကတော့ तू တော်တော်မြတ်နိုးတယ်တဲ့မြတ်စွာဘုရားရဲ့အယောင်တော်နဲ့ပေါင်းပြီးတော့နော်အလွန်တင့်တယ်တဲ့အယောင်ဖြစ်အောင်ဆိုပြီးတော့နော်တခွားသီးတေးသေးလောက်ရှိတယ်ပရမများပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့ပလင်ချီရင်းမှာပဲပူဇော်ထားတာအဲ့ဒါကိုတော့ဘယ်သူမှမယူပါစေနဲ့လို့သူ့စိတ်ထဲမှာအဲ့လိုဖြစ်တယ်အဲ့တော့ဒီနေ့တော့ဒီမိစ္ဆာယူဝါဒရှိတဲ့ပုံနာတယောက်ကတထေးကအဲ့ဒါလိုလုပ်တဲ့ယတနာသွားယူမယ်ဆိုပြီးတော့ဒီပြင်ဟာမယူဘဲနဲ့အဲ့ဒါမြတ်စွာဘုရားနဲ့မရောက်မလဲချင်းကပ်ပြီးတော့အဲ့ဒီပရမများကိုရအောင်ခိုးသွားတယ်အဲ့ဒါကို तू ကမြင်တဲ့အခါကျတော့စိတ်မချမ်းသာဘူးပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားနော်ဒီပြင်ရက်တွေမှာကြောင်းလိုက်ထဲမှာရှိတာလေ तू ယူသွားတာဘလို့မှစိတ်ထဲမှာမဖြစ်ဘူးအလွန်လဲဝမ်းသာတယ်ဒါပေမဲ့မြတ်စွာဘုရားအတွက်တပည့်တော်ရည်ရွယ်ထားတဲ့အလွန်တင့်တယ်တဲ့ဒီပရမများကြီးယူသွားတော့သူ့စိတ်ထဲမှာအခက်ခက်တယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားဝိပဿနာမြတ်စွာဘုရားဘာပြောလို့ဆို
သင်တတိမင်းကကိုပစ္စည်းကိုသူများမယူနိုင်အောင်ကိုမကြိုက်လို့ရှိရင်မယူနိုင်အောင်လုပ်တဲ့နည်းကိုမှမသိပဲကိုစကရိတ်လေးတန်းတာဟုတ်လားအဲ့ဒါနဲ့ तू ကနားလေသွားတယ်ဆူတောင်းတာဒီနေ့ဒီချိန်ကစပြီးတော့နော် तू ပြုရတဲ့ကုသိုလ်ကောင်းမှုတို့ကြောင့်မလို့သူ့ရဲ့ပစ္စည်းကို तू သာမပေးလို့ဘူးဆိုရင်ဘယ်သူမှစံကြီးမင်းတမင်အားစပြီးတော့မယူနိုင်ပါစေတည်းဒီဆန္ဒက तू ကကောင်းမှုနဲ့ပေါင်းပြီးတော့ဖြစ်တဲ့ဆန္ဒမို့လို့ပြီးွားတဲ့သဘောပေါ့နော်ဒါဇောတိကတထေးရဲ့အကြောင်းအရာလေးတွေပေါ့ဟုတ်လားထောက်သေးချစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ပါဝတွေ့ရလဲပုပ္ပေစကတပုံညတာပေါ့နော်ကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တို့ရဲ့အံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေပေါ့ဟုတ်လားကိုကမဉ္ဇဉ်ဖုန်ညာရမယ့်အဆင့်ထိရောက်အောင်ကောင်းမှုတွေကိုအများကြီးပြုခဲ့မယ်ဆိုရင်ဒီဘဝမှာလွယ်လွယ်ကူကူနဲ့ရသွားမှာပဲတချို့အတိတုဉာဏ်တို့ကိုလွယ်လွယ်ကူကူနဲ့ရကြတယ်တချို့လွယ်လွယ်နဲ့မရဘူးဆိုတာတွေကလည်းပဲဒီအတိတ်ကံပေါ်မှာအများကြီးမူတည်တာပေါ့နော်ပါမောက်ခေါ်ချုပ်ဆရာဘုရားကြီးပြောတာတခုရှိတယ်လှုပ်ခဲ့မှုတဲ့အလုပ်ဆိုလို့ရှိရင်တော့ဒါလွယ်ကူတာပဲလေတဲ့ကဲဘယ်လောက်ကောင်းတော့ဟုတ်လားကိုလှုပ်ခဲ့တာနဲတယ်ဆိုရင်ကျွမ်းကျင်မှုသိပ်ပြီးတော့မရှိဘူးခက်ခဲနေတာပေါ့ဟုတ်လားအဲ့တော့ဒါကတော့ဖြစ်ခဲ့ပြီးသားကိစ္စတွေကိုပြန်တွေးပြီးတော့ဘုံဘုံတို့လေးလံထိုင်းပိုင်းနေဖို့တွက်ချက်နေဖို့ပြောတာမဟုတ်ပါဘူးကံရဲ့စွမ်းရည်တတ္တိကိုပေါ်လွင်စေခြင်းလို့ပြောတာဟုတ်လားကိုကတော့ရှေးကံပါသည်ဖြစ်စေမပါသည်ဖြစ်စေအခုကောင်းတာပြုဖို့ကအဓိကပဲတကယ်တမ်းကသို့သောဒီစကားတွေဘာလို့ပြောနေတာလဲဆိုတော့အော်ဒီဟာတွေကလှုပ်တဲ့နေဆိုတာကိုထက်သန်တဲ့စိတ်ဖြစ်အောင်လို့ဒါကိုပြောနေတာဟုတ်လားအဲ့ဒါဆက်ပြီးတော့ဘုံဘုံကဘာပြောကျင်တော့ဆိုတော့ဒီမြတ်စွာဘုရားရဲ့လက္ခဏာတော်ကြီးငယ်တွေပေါ့နော်အဲ့ဒါတွေကလည်းပုပ္ပေစကတပုံညတာဒီမင်္ဂလာနဲ့ပတ်သက်ပြီးတော့ပြောစရာလွန်ကောင်းတယ်မြတ်စွာဘုရားရဲ့အထူးသဖြင့်ရုပ်ရည်ပေါ့နော်မြင်လိုက်တာနဲ့မြင်ရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာနော်အလွန်မင်းကိုပဲညှို့နှူးသွားအောင်နော်မြတ်စွာဘုရားရဲ့ရုပ်ရည်ဟာအလွန်တင့်တယ်တော်မူတယ်ပေါ့ဘာဖြစ်လို့တော့နော်လက္ခဏာတော်ကြီး32ပါးလက္ခဏာတော်ငယ်80တဲ့သူပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကဘယ်နာလေးရမှလိုလေသေးမရှိအောင်သူ့ကိုဘာလုပ်တာတော့ဖန်တီးထားတာချဲလဲထားတာလိုအပ်ချက်ဘယ်နာမှမရှိဘူးဒါကြောင့်ဘဂဝါကုံတော်ကိုဘုံဘုံတို့စဉ်းစားတဲ့အခါမှာပြည့်စုံတော်မူသောလို့ဘုံဘုံတော့အဲ့လိုစဉ်းစားစေခြင်းရုပ်ရည်အနေနဲ့ဉာဏ်ရည်ဉာဏ်သွေးအနေနဲ့ပိုင်ဆိုင်မှုအနေနဲ့အကုန်လုံးလောကီလောကုတ္တရာဘယ်ခုံကနေပြီးတော့ရှိမလဲမြတ်စွာဘုရားမှာဘယ်ခုံလေးလိုနေပါလဲဆိုတာမရှိဘူး။ဘာလို့ဆိုဂုံတော်အနန္တပြည့်စုံဘာလို့ဂုံတော်အနန္တဖြစ်တာတော့ကံတော်အနန္တဘာကံတွေတော့အခုပြောတဲ့ကောင်းမှုကံတွေအနန္တပြုခဲ့လို့ဘယ်စုံတောင်းဆိုအကုန်ပြုခဲ့တာအထွတ်ထိပ်ရောက်အောင်ပြုခဲ့တာပြည့်စုံအောင်ပြုခဲ့တာဒါကြောင့်မလို့မြတ်စွာဘုရားပြည့်စုံအောင်ရတာအဲ့ဒီထဲမှာလက္ခဏာတော်ကြီးနော်32ပါးဆိုတာရှိတယ်။မြတ်စွာဘုရားခြေဘဝဟာညီးနေတယ်လို့ဟုတ်လားခြေဘဝမှာဆက်လက်ခဏပေါ့နော်လှဲဘိန်းလို့ဆက်လက်ခဏပါတာတို့နှစ်ဖူးသင်းကျစ်တော်ကြီးအသားနော်ရွှေပြားကတ်ထားတယ်လို့မျိုးဖြစ်နေတာတို့ဒီလက်ချောင်း၄၈ချောင်းကလုံးဝညီးနေတာတို့ခြေချောင်း10ချောင်းကအကုန်လုံးညီးနေတာတို့ဆိုတာမြတ်စွာဘုရားထင်ရှားတဲ့လက္ခဏာတွေပေါ့အဲ့ဒါကိုမင်းကွန်းစတော်ဘုရားကြီးနော်ပူဇော်ထားတာရှိတယ်လက္ခဏာတော်ကြီးဘုရားရှိခိုးဆိုပြီးတော့ဟုတ်လားနောက်ပြီးတော့ဘုံဘုံတို့ညွှန်ညင်တာတခုကပိုင်းလို့ဆိုတော့ဘုရားကြီးဟောထားတဲ့အဲ့ဒီလက္ခဏာတော်တရားရှိတယ်အကုန်လုံးတော့ဘုံနားမထောင်ဘူးနားထောင်ဘူးရတဲ့လောက်ကတော့တော်တော်ကိုကောင်းတယ်ဟုတ်လားအဲ့ဒီတည်းကဘုံဘုံကလည်းဒီနေ့ည၄မျိုးလောက်လက္ခဏာတော်နဲ့ပတ်သက်ပြီးတော့ဘုရားရှိခိုး၄ဘုတ်လောက်နည်းနည်းပြောကြည့်ခြင်းနောက်မြတ်စွာဘုရားရဲ့လက္ခဏာတော်ကိုလည်းပူဇော်ပြီးသားဖြစ်တယ်ပုပ္ပေစကတပုံညတာအကြောင်းကိုလည်းပဲဘုံဘုံတို့နော်စဉ်းစားပြီးသားဖြစ်အောင်ပေါ့နော်ကုသိုလ်တရားဟူသည်များ၌ရှေသောအမှုဦးစီးကောင်းခံစောစီမံမှုကောင်းမှုထူးကြောင်းနှစ်ဖူးတော်ဝယ်ရွှေပြားချေသို့တင့်တယ်လှစ်လှစ်အသားစစ်မှတင်းကျစ်တော်လွာလက္ခဏာဖြင့်တရဝါထိုထိုများလူဘို့တို့ကိုတော်နောက်၌စိုက်စိုက်မကွာလိုက်ရပါသောမြတ်စွာဘုရားမြတ်စွာဘုရားတဲ့နော်ဒါကရှေးကမန္တလေးမြို့ဟာစတော်ဘုရားကြီးတစ်ပါးရေးခဲ့တာကိုမင်းကွန်းစတော်ကြီးကကြည်ညိုလို့သူ့ရဲ့မဟာဘုန်းတော်ကျမ်းထဲမှာအဲ့ဒါကိုပဲထည့်သွင်းပြီးတော့စတော်ကြီးကအဲ့ဒါကိုပဲရွတ်ပြီးတော့ပူဇော်တာဒါလေးကဘာပြောတာတော့မြတ်စွာဘုရားမှာဒီနှစ်ဖူးတော်မှာရွှေပြားကတ်ထားတယ်လို့တင့်တယ်တဲ့နော်လက္ခဏာတော်တစ်ခုပါတယ်အဲ့ဒီလက္ခဏာက तू ဟာဘာဖြစ်မလဲလို့ဟောကိန်းထုတ်နေတယ်လေနော်တတ္တဝါတွေအကုန်လုံးလိုဟာမြတ်စွာဘုရားရဲ့နောက်ကိုပဲလိုက်ကြမြတ်စွာဘုရားအကြီးမားဆုံးသောခေါင်းဆောင်ပေါ့ဟုတ်လား
နှစ်ဖူးတော်ဝယ်ရွှေပြားချေသူတင့်တယ်လှစ်လှစ်အသားစစ်မှတင်းကျစ်တော်လွာလက္ခဏာဖြင့်ဒါသူ့ရဲ့လက္ခဏာသူရလာတာပေါ့နော်အဲ့ဒီလက္ခဏာဘာကိုညွှန်ပြနေတယ်လဲသူဘာဖြစ်မှလို့ဟောကိန်းထုတ်နေတယ်လဲဘုံမတို့ဆွေးကြပါစို့လက်မှာအရေးကြောင်းလေးတွေကြည့်ပြီးတော့ဟောအသက်ဘယ်လောက်မှဘာဖြစ်မယ်ပြောရတာရှိတချို့နှစ်ဖူးရည်ဒူးရည်ကြည့်ပြီးတော့ကြီးပွားမဲ့လူချမ်းသာမဲ့လူပြောရတာဟောကြတာတွေရှိတယ်အဲ့လိုပဲဒီလက္ခဏာကသူဘာဖြစ်မယ်လို့သူ့ကိုဖတ်လို့ရတယ်လေစာဖတ်လို့ရတယ်လေနော်တတဝါထိုတို့များလူဘို့တို့ကိုတော်နောက်၌စိုက်မကွာလိုက်ရပါတော့မြတ်စွာဘုရားဒါကလက္ခဏာနိတန်တပေါ့နော်သူ့ရဲ့အကျိုးရလဒ်ဘာကြောင့်ဒါကိုရခဲ့တယ်လေဘာကြောင့်ဒါကိုရတာတော့ကုသိုလ်တရားဟူသည်များ၌ရှည်သောအမှုဦးစီးကောင်းခံစောစီမံမှုကောင်းမှုတို့ကြောင့်တဲ့ကောင်းတာတွေလုပ်ဖို့အတွက်ရှေ့ကနေခေါင်းဆောင်ပြီးတော့လှုပ်ကြလို့အမြဲတမ်းနှိုးဆော်ခဲ့နော်ကောင်းမှုမှာကိုဘေးကလူတွေပါအောင်သူအမြဲတမ်းနှိုးဆော်အမြဲတမ်းခေါင်းဆောင်ပြီးလှုပ်တယ်အဲ့ဒီကောင်းမှုကြောင့်ဒီနှစ်ဖူးမှာတစ်ချိန်တုန်းကဒီလူဟာကောင်းမှုမှာခေါင်းဆောင်ခဲ့ပါတယ်ဆိုတာကိုသူ့ကိုပြသတဲ့အနေနဲ့အဲ့ဒီလက္ခဏာပါလာတာသဘောပေါက်လားဒါတစ်ခုနော်နောက်တစ်ခုချစ်ဖွယ်စကားပေးကမ်းများ၍စီးပွားဆောင်လင်ကိုယ်တူကျင့်ဟုလေးစဉ်သင်းညိုသူ့ကိုထောက်ထားကောင်းမှုအားကြောင့်လက်ဘဝနှင့်ခြေဘဝပါနူးညံ့စွာ၏ရှစ်ဖြာလက်ချောင်းဆယ်ချောင်းခြေတော်ညီမြတော်ကြောင့်မူရော်တွင်လက်အတွင်းစစ်၌ရေးရဖြောင်းလေစပားစီမြပုတ္တကားသို့ဖြောင်းသားညီညာလက္ခဏာဖြင့်ကောင်းစွာသိမ်းစီလုံးစီပေါင်းစုလက်တွင်းပြုအပ်ပရိသတ်တာရှိတော်မူပါသောမြတ်စွာဘုရားတဲ့နော်ခြေဘဝလက်ဘဝနဲ့ခြေဘဝပါနူးညံ့စွာအလွန်နူးညံ့နေတဲ့မြတ်စွာဘုရားလက်ဘဝခြေဘဝတော့ဂရီပါစာလေးနူးဣနေတယ်ဟုတ်လားပြီးတော့ရှစ်ဖြာလက်ချောင်းနဲ့တစ်ဖက်ကို၄ချောင်းလက်မတော်မပါဘူးနော်ဆယ်ချောင်းခြေတော်ညီမြတော်ကြောင့်ဒါနဲ့တိနေအောင်ဖြတ်ထားတယ်လို့ညီနေတယ်နော်ပြီးတော့ဒီလက်ကလေးတွေကလည်းပဲဒီစပက်ဘူးလေးလိုဖောင်းပေါင်းလေးတွေပုတ်ထိုးထားတယ်လို့လုံးပြီးတော့ပြားပြားတွေခွက်ခွက်တွေအဲ့လိုတွေမဟုတ်ဘူးဖျောင်းတိုင်လေးလိုလည်းပြောနိုင်မယ်ပေါ့နော်ဒါလက္ခဏာအဲ့ဒီလက္ခဏာ तू ဘာဖြစ်မယ်လို့ဟောကိန်းထုတ်မလဲနော်ဘာဖြစ်မယ်လို့သိနိုင်တယ်လေဒီလက္ခဏာကိုကြည့်ပြီးတော့နော်ကောင်းစွာသိမ့်စီလုံးစီပေါင်းစုလက်တွင်းပြုအပ်ပေးတတ်တာရှိတော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားပေးတတ်ကဘယ်တော့မှပြိုကွဲသွားတယ်လို့မရှိဘူးလက်ထက်မှာဆုတ်ထားတယ်လို့မြတ်စွာဘုရားကိုချမ်းရမ်းနေကြတယ်မြတ်စွာဘုရားကိုကြည်ညိုကြတယ်ပေးတတ်သူများသွေးထိုးလို့ဂုံချောလို့တော့ပြိုကွဲတယ်လို့ဘာလို့မရှိဘူးလို့ပြောတာအဲ့ဒါဘာကြောင့်အဲ့လိုမြတ်စွာဘုရားရတယ်တော့ဆိုတော့လောကကြီးရဲ့ပေါ်မှာသင်္ခါတရား၄ပါးနဲ့ချီးမြှောက်ခဲ့လို့ကောင်းမှုပြုခဲ့လို့သင်္ခါတရား၄ပါးဆိုတာဘာလို့ဒါနပေးတာကမ်းတာအဘေယဝေဇချစ်ဖွယ်စကားကိုပြောတာသူများနာချမ်းသာအောင်ပြောတတ်တာဟုတ်လားပြီးတော့ဘာတော့သူများရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာပြီးတော့ကိုယ်နဲ့တန်းတူထားပြီးတော့ဆက်ဆံတာအဲ့ဒါကိုရေးတာနော်ချစ်ဖွယ်စကားပေးကမ်းကြ၍စီးပွားဆောင်လင်ကိုယ်တူကျင့်ဟုလေးစဉ်သင်းကြိုသူ့ကိုထောက်ထားကောင်းမှုအားကြောင့်တဲ့အဲ့ဒီကောင်းမှုကံကြောင့်မို့လို့ဒီလက္ခဏာပေါ်လာကံရဲ့အစွမ်းကဘလောက်ကြီးကျယ်လဲဆိုတာမြင်သေးချင်တာဒီလက္ခဏာကိုအဲ့ဒီကံဖန်တီးလိုက်တာအမေဖေကဖန်တီးတာမဟုတ်ဘူးနော်ဒါကြောင့်တချို့ကကံတာမိကံတာအဖဆိုတာကိုဆန့်ကျင်ကြတဲ့လူကရှိသေးတယ်ဟုတ်လားတကယ်တမ်းကံရဲ့အကြောင်းတရားအားကြီးတဲ့အကြောင်းတရားအနေနဲ့ဖြစ်နေတာတတ္တဝါတွေဆိုတာဟုတ်လားအဲ့ဒီလက္ခဏာကြောင့်ဘုံဘုံတို့ဘာဖြစ်မှာတော့ပရိသတ်ကိုလက်ထဲမှာဆုပ်ထားတယ်လို့ပရိသတ်ဟာစီးလုံးနဲ့ပေါင်းစည်းတယ်ပြိုကွဲတယ်ဆိုတာမရှိဘူးတဲ့နောက်တစ်ပုဒ်သွားမယ်နော်ချိုးဖဲ့နှိမ့်ဆက်ဆိုးတုံလျက်လီအမျက်မလို့စိတ်မတိုခဲ့ကြည်ညိုချမ်းမြေ့ကြောမွေနုမို့အဝိအယုံအချုံအခင်းလှူခဲ့ခြင်းကြောင့်အစင်းအရေသဘူရွှေတို့လျံဝေဝင်းဝါလက္ခဏာဖြင့်ဖဲဝါကလေးတိုးမွဲဒီနဲ့ပိုးဒီနုပြောင်းထဲလိကောင်းကိုလူပေါင်းပြန်မှာနတ်တေဝါတို့မပြတ်ကတ်လူရတော်မူပါသောမြတ်စွာဘုရားတဲ့လက္ခဏာလေးကိုရင်ပြောမယ်နော်အစင်းအရေသဘူရွှေတို့တဲ့မြတ်စွာဘုရားရဲ့အသားအရာရွှေလိုဝင်းနေတယ်တဲ့ဟုတ်လားဒါပေမဲ့ဒီရွှေကြီးလိုကြည့်ရခက်အောင်လည်းပဲဟုတ်မယ်တော့မထင်ဘူးကြည့်လို့မျက်စိထဲမှာဘလို့မှအဆင်မပြေတာမရှိဘူးနော်ဝင်းဣနေမယ်ပေါ့အစင်းအရွှေနော်အစင်းအရေသဘူရွှေတို့လျှံဝေဝင်းဝါလက္ခဏာဖြင့်နော်အသားရည်ကနူးညံ့တယ်အယောင်ကရွှေလိုဝင်းနေတယ်မြတ်စွာဘုရားရဲ့ကိုယ်ရောင်တော်နော်ဒါလက္ခဏာပေါ့အဲ့ဒါကိုကြည်ခြင်းအဖြစ်သူပါရမလို့ဆိုတော့ဖဲဝါကလေးသိုးမွေးဒီနဲ့ပိုးဒီနူပြောင်းထဲလေကောင်းကိုလူပေါင်းပြမှာနတ်တွေဝါတို့မပြတ်ကတ်လူရတော်မူပါသောမြတ်စွာဘုရား
အလွန်နူးညံ့သိမ်မွေ့တဲ့အဝတ်အယုံကိုမြတ်စွာဘုရားအမြဲတမ်းရတယ်တဲ့အဲ့ဒါဘာကြောင့်လို့တဲ့ချိုးဖက်နှိမ့်ဆက်ဆိုးတုံလျက်လီအမျက်မလို့စိတ်မတူခဲ့ကြီးညိုချမ်းမြေချောမွေ့နုမို့အဝတ်အယုံအချုံအခင်းလှူခဲ့ခြင်းကြောင့်တဲ့သူအကြောင်းတရားတော်နှစ်မျိုးပြတယ်စိတ်တူစရာကောင်းတဲ့အနေအထားနဲ့ကြုံလာတယ်သူစိတ်မတူအောင်ထိန်းတယ်များသောအားဖြင့်ဘုန်းဘုန်းတို့စိတ်တွေကဘာလို့တူတော့ကိုယ်တခုခုပြောလို့တူတာပဲများပါတယ်ပြင်းပြင်းထန်ထန်တူရတာတွေပေါ့နော်အဲ့ဒါကြောင့်ဒါလေးကိုပဲသူကဦးစားပေးတော့ရေးတယ်ချိုးဖက်နှိမ့်ဆက်ဆိုးတုံလျက်လီကိုချိုးချိုးဖဲဖဲနော်ကိုစိတ်ကိုခံရခဲ့အောင်နှိမ့်ဆက်ပြီးတော့ဘလို့ပဲပြောပြောအမျက်မလို့စိတ်မတူခဲ့တယ်ဟုတ်လားအဲ့ဒါသူ့ရဲ့နော်ပြုခဲ့တဲ့ကံတရားပေါ့နော်ဒါတင်လားဆိုမကဘူးတဲ့ကြီးညိုချမ်းမြေချောမွေ့နုမို့အဝတ်အချုံနော်အဝတ်အယုံအချုံခင်းလှူခဲ့ခြင်းကြောင့်သူများကိုလည်းအလွန်ကောင်းတဲ့အဝတ်နူးနူးညံ့ညံ့တွေကိုလှူခဲ့လို့ဒီလိုမျိုးနော်အကျိုးရလတ်တွေရတာဒီလိုမျိုးလက္ခဏာတွေခန္ဓာကိုယ်ပေါ်မှာပေါ်လာတာတဲ့ဟုတ်လားဒီလက္ခဏာကြီးပေါ်လာတယ်ဆိုတာကြီးကိုဘုံဘုံကစိတ်ထဲမှာအံ့ဩတယ်ပေါ့နော်ဒီစိတ်ကဒီလိုရုပ်ပုံသဏ္ဍာန်ကိုဖြစ်ပေါ်စေတယ်လို့ဓာတ်ရိုက်တွေးကြည့်သေးခြင်းဟုတ်လားနော်နောက်ဆုံးလေးတစ်ပုဒ်လည်းပြောခြင်းသေးတယ်နော်သူကတော့နော်30ကျော်လောက်ကိုဘုံဘုံတို့4ပုဒ်လောက်ပဲအချိန်ကြည့်ပြီးတော့ပြောတာပေါ့ဟုတ်လားမျက်စောင်းမထိုးမကျိုးမျက်မှောက်ဖြောင်းမြောင်ချစ်ကြည်ကြည့်ခဲ့သည်ကြောင့်မျိုးကြည်မျက်လုံးအမဆုံးအောင်ရွှေမျက်တောင်မွေတဲသွေးနှုစွာလက္ခဏာဖြင့်ပိယသိတိနတ်ဆေးရှိသောတတိဘုံကယဟန်လူများတရားပြမနတ်သူရာဟုတရဝါထိုကြည်ညိုလေးမြတ်ချစ်ခင်အပ်ပါတော်မြတ်စွာဘုရားမြတ်စွာဘုရားတဲ့လက္ခဏာလေးကိုအရင်ပြောကြည့်မယ်နော်မြတ်စွာဘုရားရဲ့ဒီမျက်လုံးတော်ဟာတဲ့မွေးကားစားနွားပေါက်စလေးရဲ့မျက်လုံးလေးလိုကြီးပြီးတော့လဲ့နေဟုတ်လားအဲ့ဒါမျက်တောင်မွေးလေးကလည်းသေးသေးသွယ်သွယ်လေးတွေနဲ့ကော့နေတယ်မြတ်စွာဘုရားမျက်လုံးတော်အလွန်လှတယ်ပေါ့နော်ညိုကြည်မျက်လုံးအမဆုံးအောင်ရွှေမျက်တောင်မွေသွယ်သေးနှုစွာလက္ခဏာဖြင့်မျက်စိအလွန်လှတယ်ပေါ့နော်အဲ့ဒီလိုအလွန်လှတဲ့ဒီမျက်စိကိုကြည့်ပြီးတော့ဒါလက္ခဏာနော်အဲ့ဒါကိုကြည့်ပြီးတော့ဒီဟာအကျိုးဆက်ကဘာလို့ဘုံဘုံတို့သူ့ကိုပြောနိုင်မလဲအကျိုးဆက်ကဘာရမလို့တဲ့ပိယသိတိနတ်ဆေးရှိသူပိယသိတိမြန်ပြီးနေတာလို့အောင်းမရလောက်အောင်တဲ့တွေ့တဲ့လူမြင်တဲ့လူတိုင်းဟာချစ်ကြတယ်ခင်ကြတယ်ဒါပြောတာနော်စာရေးရလည်းကောင်းတယ်ဟုတ်လားပိယသိတိနတ်ဆေးရှိသူတတိဘုံကယဟန်လူများတရားပြမနတ်သူရာဟုတရဝါထိုကြည်ညိုလေးမြတ်ချစ်ခင်အပ်ပါတော့မြတ်စွာဘုရားမြတ်စွာဘုရားတဲ့လူတိုင်းလူချင်းမှာနော်ဒီအကျိုးရလောက်ကိုဟုတ်လားမျက်လုံးလေးလှဒီလက္ခဏာလေးရခြင်းပေါ့နော်ဒါထက်ဘာကိုပိုရခြင်းမလို့ကိုပတ်ဝန်းကျင်ကိုကိုမြင်တဲ့လူတိုင်းဟာချစ်ကြခင်ကြတာဒါလူတိုင်းမရခြင်းဘူးလားရခြင်းတော့ဗောနော်မြတ်စွာဘုရားအဲ့ဒါတွေကိုပြည့်စုံအောင်ရတယ်ဘာဖြစ်လို့ရတော့တဲ့အကြောင်းတရားလေးပုပ္ပေသကတပုံညတာဘာပြောတာတော့မျက်စောင်းမထိုးမကျိုးမျက်မှောင်ဖြောင်းမြောင်ချစ်ကြည်ကြည့်ခဲ့သည်ကြောင့်လေမြောက်ဘယ်တော့မှမျက်စောင်းထိုးပြီးတော့မကြည့်ဘူးတဲ့ပြောကျင်တာဒါမျိုးကိုအလုံးပဲဟုတ်လားနော်လူတွေမျက်စောင်းထိုးပြီးတော့ကြည့်တာလည်းမရှိဘူးလားရှိရနော်စိတ်ကအခက်မသိတော့ဘူးဟေးဆိုလို့ရှိရင်တဲ့တဲ့ဟာမကြည့်ချင်တော့ဘူးလေမျက်စောင်းထိုးတယ်ဆိုရင်တော့မှလည်းနည်းရှိတယ်တချို့ကမျက်စောင်းကိုမထိုးတော့ကြည့်ကိုမကြည့်ချင်တော့ဘူးဆိုတာလည်းရှိသေးရဲ့နော်မျက်စောင်းမထိုးမကျိုးမျက်မှောင်မျက်စောင်းထိုးတယ်ဆိုတာမရှိဘူးမျက်မှောင်ကျုံပြီးတော့ကြည့်တယ်ဆိုတာမရှိဘူးကြည့်ရင်ဘယ်တော့ဖြစ်ဖြစ်ဖြောင်းမြောင်ကြည့်တယ်ကြည့်တဲ့နေရာမှာလည်းချစ်ခင်တဲ့မျက်လုံးနဲ့ပဲကြည့်တဲ့မလွယ်ဘူးနော်ဒါစိတ်ထဲမှာမေတ္တာတဲ့အလွန်အားကြီးမှဖြစ်နိုင်တဲ့ကိစ္စမှာဟုတ်လားဒါသူ့ရဲ့ပုပ္ပေသကတပုံညတာမျက်စောင်းမထိုးမကျိုးမျက်မှောင်ဖြောင်းမြောင်ချစ်ကြည်ကြည့်ခဲ့သည်ကြောင့်ညိုကြည်မျက်လုံးအမဆုံးအောင်ရွှေမျက်တောင်မွေတဲသွေးနှုစွာလက္ခဏာဖြင့်ပိယသိတိနတ်ဆေးရှိသောတတိဘုံကယဟန်လူများတရားပြမနတ်သူရာဟုတရဝထိုကြည်ညိုလေးမြတ်ချစ်ခင်အပ်ပါတော်မြတ်စွာဘုရားမြတ်စွာဘုရားတဲ့ဟုတ်လားဒါလေးတွေကဘုံဘုံကဘယ်လိုရွယ်ချက်နဲ့ပြောနေတာတော့နော်ပြုထားတဲ့ကောင်းမှုဟာအားကိုးစရာဆိုလို့အဲ့ဒါပဲရှိတယ်ဆိုတာလေးကိုတွေးမိဖို့ဟုတ်လားပုပ္ပေသကတပုံညတာနေရာမှာဒါလေးကိုဘုံဘုံတို့အကျဉ်းတင်ဝင်ပြောပါတယ်နော်အဲ့လိုဆိုရင်ဘုံဘုံဆက်ပြီးတော့ဗာပြောရင်တော့ဒါကတော့စဉ်းစားတရားတွေပြောမှာပေါ့နော်ဒီရှေ့ဆက်ပြီးတော့စဉ်းစားတရားပြောခြင်းတယ်အဲ့ဒါပါလဲဆိုတော့ပုပ္ပေသကအရင်ခံခဲ့တော်လဲပဲပြစ္ဆုတ်ပံမှာနေတာထိုင်တာတွေးတာခေါ်တာအတုံးမကျလူပေါင်းမှားပြီးတော့ဟာမှားယွင်းမှုတွေနဲ့သွားမယ်ဆိုလို့ရှိရင်အဲ့ဒါတွေဟာကိုယ့်အတွက်သိပ်ပြီးတော့နော်အကျိုးမရှိသလိုမျိုးနော်ဆုံးရှုံးသွားတာမျိုးပျက်စီးသွားတာမျိုးကြုံတတ်တယ်ဆိုတာမျိုးကိုစဉ်းစားဖို့ဒါကိုပြောခြင်းတာဟုတ်လားဆိုကြပါစို့ဘုန်းဘုန်းတို့အလွန်ထင်ရှားတဲ့မဖြစ်ရတစ်ခုပေါ့နော်မြတ်စွာဘုရားလက်ထက်ကနော်ဂရေ80ကျွဲဝါတဲ့နော်တထေ2ဦးနော်သူတို့ရဲ့သားနဲ့သမီးကိုဘာလို့တုံးပေးစားလိုက်တယ်
ဂရေ160ပိုင်ဆိုင်မှုအကြီးကြီးပဲဟုတ်လားနောက်ဆုံးမိဘတွေရဲ့အသုံးမချမှုပေါင်းတဲ့တင်းတဲ့မိတ်ဆွေနော်ယုံမာမှုဒါတွေအကြောင်းမျိုးမျိုးကြောင့်သူတို့ဘာဖြစ်သွားတယ်ခွက်လက်ဆွဲပြီးတော့တောင်းရတဲ့အနေထားရောက်သွားတယ်ဒါလွမ်းကြားဘူးနော်နောက်ရှင်အနန္ဒာအစွန့်ညာဟင်းညာသွားပြီးတော့မြတ်စွာဘုရားဒီလင်မယားကိုကြည့်ပြီးတော့ပြုံးနေတဲ့အဲ့တော့ဒီဖြစ်ရက်ကိုဘုံဘုံတို့ဘာကြောင့်ပြောတာလဲဆိုရင်ဒါမယိုးနိုင်တဲ့စဉ်းစားတရားပေါ့နော်ဘာလို့မြတ်စွာဘုရားပြုံးလဲဆိုရင်အနန္ဒာတဲ့ဒီတထေးလင်မယားနော်ပထမအရွယ်မှာစီးပွားရေးလုပ်မယ်ဆိုရင်ပထမတန်းသားတထေးဖြစ်စီးပွားမလုပ်ဘူးတရားရှာမယ်ဆိုရင်အဲ့ဒါယောက်ျားဖြစ်တဲ့လူကရဟန္တာဖြစ်မယ်မိန်းမဖြစ်တဲ့လူအနာဂံဖြစ်မယ်အဲ့ဒီစကားကိုကြည့်ပုပ္ပိသကတပုံညာတာမပါဘူးလားပါတာပေါ့နင်းနင်းနောနောမဟုတ်ဘူးနော်တထေးဝင်မှာဖြစ်တယ်ပိုင်ဆိုင်မှုတွေကြီးပိုင်ခဲ့တဲ့ဒါလောကီလို့ပေါ့ဟုတ်လားအခုအားကြစရာကောင်းတာကသူတို့မှာစားရှိတယ်အည်အသွေးရှိတယ်ပါတော့တရားလုပ်မယ်ဆိုရင်ရဟန္တာဖြစ်နိုင်တယ်မိန်းမအနာဂံဖြစ်နိုင်နေတဲ့ဟုတ်လားဟာပထမအရွယ်မေးလျောလို့ဒုတိယအရွယ်မှာစီးပွားရှာမယ်ဆိုဒုတိယတန်းသားတထေးဖြစ်နိုင်ဟာတရားပဲရှာမယ်ဆိုရင်ယောက်ျားဖြစ်တဲ့လူအနာဂံဖြစ်နိုင်တယ်မိန်းမဖြစ်တဲ့လူတဂရဂံဖြစ်နိုင်ဟာဒုတိယအရွယ်မေးလို့ခိုင်းထောင်းတတိယအရွယ်နောက်ဆုံးအရွယ်မှာတော့ကြိုးစားမယ်ဆိုရင်တတိယတန်းသားတထေးဖြစ်နိုင်တယ်လောကီလို့နော်လောကုတ္တရာလို့ဘယ်လိုဖြစ်နိုင်တော့အရိယာဖြစ်နိုင်တယ်နှစ်ယောက်လုံးဟုတ်လားအဲ့ဒီစကားတွေကိုဘုန်းဘုန်းတို့ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကပုပ္ပိသကတပုံညတာပါခဲ့တော်လည်းပဲဘာလို့ပြစ်လိုက်တာတော့ဖြက်စီးပြစ်လိုက်ကြတာပေါ့နော်ဖြက်စီးပြစ်လိုက်ကြတာဒါကိုဘုန်းဘုန်းတို့စဉ်းစားဖို့ဟုတ်လားအလွန်တန်ဝေကရစရာကောင်းတယ်အဲ့တော့ကို့မှာပုပ္ပိသကံပါတာမပါတာကနော်ကိုဘလို့အသုံးချမလဲဆိုတာကပို့ပြီးတော့ပုပ္ပိသကံပါတာမပါထက်ပါတာမပါတာထက်ပို့ပြီးတော့အရေးကြီးနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါကိုစဉ်းစားသေးခြင်းတာအဲ့ဒီမှာပဲမြတ်စွာဘုရားအဲ့ဒီဖြစ်ရပ်ကိုအခြေခံပြီးတော့အလွန်စဉ်းစားတရားကောင်းတဲ့ဂါထာလေးနဲ့ပို့ဟောတယ်အစရိတဝဗြဟ္မစရိယံအလတ္တယုပနိတနံဇိဏကွန်ဇာဝဇာယန္တိခိနမစ္စေဝပန္လလိတဲ့နော်အရွယ်ရှိတုန်းကငယ်တုန်းကစီဝါရေးလည်းမရှာဘူးဟာဗြဟ္မစရိယလို့ဆိုတဲ့မြတ်သောအကျင့်ကိုကျင့်သုံးခြင်းအဖြစ်သူတော်ကောင်းတရားကိုရှာလားဆိုတော့လည်းမရှာဘူးဟုတ်လားအဲ့လိုမရှာတဲ့ပုဂ္ဂိုလ်တွေကအသက်ကြီးလို့အိုလာတဲ့အခါမှာတဲ့ခိနမစ္စေဝပန္လလိနော်ငါးကုန်ပြီးတော့ရေခမ်းနေတဲ့အိုင်ငါကလည်းမရှိတော့ဘူးရေကလည်းခမ်းပြီအဲ့ဒီအိုင်မှာဂျိုးကြဘလို့ဂျိုးကြအောင်ဆိုအတောင်ကျိုးတဲ့ဂျိုးကြဒီပြင်နေရပြန်ဖို့ဆိုတော့လည်းပဲမပြန်နိုင်အတောင်ကကျိုးနေလေဒီတဲပဲရှာမယ်ဆိုတော့ငါကလည်းမရှိနော်ငါမရှိုံနဲ့မကဘူးအေးချမ်းမှုကိုပေးစီတဲ့ရေကလည်းပဲခမ်းနေပြီဟောဘလောက်ဒုက္ခရောက်လိုက်တယ်လဲစဉ်းစားကြည့်ပါနော်မြတ်စွာဘုရားပေးတဲ့ဥပမာဟုတ်လားနော်ရေခမ်းပြီးတော့ငါးကုန်နေတဲ့အိုင်မှာအတောင်ကျိုးတဲ့ဂျိုးကြလို့တဲ့နော်စိဏကွန်စာဝဇာယန္တိခိနမေဇေဝပန္နတိနော်အဲ့ဒီလိုမျိုးဥပမာပေးခံရတဲ့လူတယောက်ကြံမှိုင်းပြီးတော့အကြံကုန်ပြီးတော့ဒါစင်ရဲပူပူလောင်လောင်နဲ့ဘဝနေကိုအဆုံးတတ်ရမယ်အာစရိတဝဗြဟ္မစရိယံအလတ္တယုပနိတနံတင်တိစာပါတိခိနာဝပုရဏာနိအနုထုနံဒါဒုတိယဂါထာအားပြောတော့ငယ်တုန်းကသူတော်ကောင်းတရားလည်းမကျင့်စီပွားရေးလည်းမရှာဟုတ်လားအဲ့လိုဆိုရင်အသက်ကြီးလာတဲ့ခါဘယ်လိုတုံးတဲ့သူပေးတဲ့ဥမာလေးကလည်းတစ်မျိုးကောင်းတယ်တင်တိစာပါတိခိနာဝလေးညိုးကလွတ်ထွက်သွားတဲ့ပြစ်ထည့်လိုက်တဲ့မြားတံဟာအရှိန်ကုန်တဲ့အခါကျတော့ဘာလို့တော့အောက်ကျသွားတယ်အောက်ကျသွားပြီဆိုရင်အဲ့ဒီမြားတံဟာလှုပ်နိုင်သေးသလားမလှုပ်နိုင်ဘူးသူအရှိန်ဟုန်နဲ့ပြေးခဲ့တုန်းကလည်းပဲသူစွမ်းအားနဲ့ပြေးတာမဟုတ်ဘူးလေလေးညိုးဆွဲပြီးတော့ပြစ်လိုက်တဲ့လေးညိုးရဲ့တွန်းကန်အားလေးကိုင်းနဲ့ကျိုးနဲ့ဆွဲပြီးတော့ပြစ်လိုက်လို့အဲ့ဒီတွန်းကန်အားနဲ့သူပြေးတာအဲ့ဒီတွန်းကန်အားကုံလို့ကြပြီဟေ့ဆိုတော့မလှုပ်တော့အဲ့တော့ဘုံဘုံတို့ဘဝမှာတချို့လူတွေဟာအရှင်ကောင်းကောင်းနဲ့ပြေးနေကြတယ်မကြည့်လို့တော့ခက်ကောင်းကောင်းပဲဟုတ်လားသူတို့ကသူတို့အစွမ်းလို့ထင်တယ်တကယ်တမ်းကတစ်ချိန်လုံးကသူတို့ပြုထားတဲ့ကောင်းမှုရဲ့အစွမ်းသူတို့အစွမ်းလို့လည်းပြောလို့တော့ရတာပေါ့နော်သို့တော့အဲ့ဒီဟာအတိုင်းအတာရှိတယ်ကန့်သက်ချက်ရှိတယ်ကုံတက်တယ်ခန်းတက်တယ်ဟုတ်လားဒီလေးညို့ရဲ့စွမ်းအားကြီးကအမြဲတမ်းလေးကိုမြားကိုပြေးစီနိုင်လောက်အောင်ကြီးသလားဘယ်တော့မှမရက်ဘူးကွာပြေးနေတော့မယ်ဟုတ်လားအဲ့လိုပြေးမလားအပြေးဘူးသူအရှိန်ဆိုတာကုံတဲ့အချိန်ရှိဟုတ်တယ်မဟုတ်လားအရှိန်ဆိုတာကုံတဲ့အချိန်ရှိရနော်အဲ့လိုပဲကုသိုလ်ကောင်းမှုဆိုတာလည်းပဲကုံတဲ့အချိန်ရှိတယ်ကုံမီဟေ့ဆိုတာနဲ့ဒီလိုအစွမ်းတုံးသွားပြီဒါကိုလည်းဘုံဘုံတို့နားလည်ဖို့လိုတယ်နော်အဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာနော်လေးညို့ရဲ့နော်လေးကနေထွက်သွားတဲ့မြားတာအရှိန်ကုန်လို့ကြားတဲ့အချိန်မှာဘာမှမလှုပ်နိုင်တော့သလိုပုရဏဏီအနုထုနေတယ်ရှေးတုန်းကအဆင်ပြေခဲ့တာတွေရွှေသီးဆောင်းခဲ့တာတွေပြန်တွေးပြန်ပြောရင်းနဲ့ပဲအာသာဖြေးနေတာလက်တွေ့တကယ်လက်တွေ့မှာတော့ဆင်းရဲနေရတယ်ပေါ့အဲ့ဒီတထေးကိုအကြောင်းပြမြတ်စွာဘုရားဟောတာနော်ဒါမှမဟုတ်ဘုံဘုံတို့စဉ်းစားတရားရှိတာနော်ဘဝမှာ
ဒီကုသိုလ်ကောင်းမှုဆိုတာအရှိန်တစ်ခုနော်ကုံတတ်တယ်ကုံလို့ရှိရင်ဘုံဘုံတို့ကထပ်ပြီးတော့ပြုမယ်ဆိုလို့ရှိရင်ဒါကုသိုလ်အသက်ဆက်တဲ့သဘောမျိုးရှိတာပေါ့နော်ဒါကြောင့်ဒီကုသိုလ်ကောင်းမှုကိုအဟောင်းအသစ်ဆိုတဲ့ရှုထောင့်ကလည်းကြည့်တတ်ဖို့လိုတယ်ဥမာဘုံဘုံပြောမယ်နော်အချိန်ကလည်းနည်းနေပြီဝိသခာကသူ့ရောက်ခမအိမ်လိုက်သွားတယ်လေရောက်ခမကြီးကအဲ့ဒီတုန်းကအယူဆမမှန်သေးဘူးမတည့်သေးဘူးပေါ့ဟုတ်လားအဲ့တော့ဒီရဟန်းတစ်ပါးဆွမ်းလာရက်တဲ့အခါကျတော့မြင်ရတဲ့ကြိုးပိပြီးတော့စားနေတယ်သူကမလောင်းခြင်းဘူးဆွမ်းမလှူခြင်းဘူးပေါ့အဲ့တော့ဝိသခာဘယ်လိုပြောလိုက်တာလဲအဲ့ဒီရဟန်းတော့ကြားဘူးတယ်မဟုတ်လားအရှင်ဘုရားတဲ့တပည့်တော်ရောက်ခမကြီးကအဟောင်းစားပါဗျာတဲ့ဟာတော်တော်ကိုနာသွားတယ်နော်အဲ့ဒီတထေးကြီးကသူ့ကိုအဟောင်းစားလို့ပြောသူတွေးလိုက်တဲ့အဟောင်းကအဓိပ္ပာယ်တစ်မျိုးလေအဲ့ဒါနဲ့နောက်ဝိသခာကိုအိမ်ကနေနှင်ထုတ်ကြမလို့တဲ့အခါကျတော့ပုံနာပညာရှိဦးနဲ့အမှုစစ်ကြတော့သူဆိုလိုတဲ့အဟောင်းဆိုတာကအဲ့ဒီမစင်ကိုဆိုလိုတာမဟုတ်ဘူးနောက်ရှေးတုန်းကပြုခဲ့တဲ့ကုသိုလ်ဟိုပဲရည်ရွယ်ပြီးတော့အဟောင်းစားလို့ပြောနောက်ထပ်အသစ်မလုပ်ဘူးပေါ့အဲ့ဒါမြတ်စွာဘုရားလည်းဒီအဟောင်းအသစ်ဆိုတဲ့စကားလုံးကိုသုံးတယ်ဟုတ်လားအဲ့တော့ဝိသခာပြောတာမြတ်စွာဘုရားရဲ့အလိုတော်ကြလို့ဆိုနိုင်တယ်မြတ်စွာဘုရားဘယ်နေရာမှာသုံးတယ်လဲဘုန်းဘုန်းတို့အလွန်ထင်ရှားတဲ့ဖြစ်ရတစ်ခုရှိတယ်တက္ကရာဘကတန်ရုပ်ပါဠိတော်ထဲမှာမှတန်းတင်ထားတယ်အပုဒ္ဒကတိဋ္ဌိဝိထုဆိုတော့သူဝိထုနှစ်ပုဒ်ရှိတယ်အဲ့ဒီမှာဒုတိယဝိထုမှာပြောတာဆိုတော့သာသမီမထွန်းကားတဲ့နော်အလွန်ချမ်းသာတဲ့တထေးပေါ့အလွန်ကိုချမ်းသာတယ်ဒါပေမဲ့လို့ तू ကတိရတိပဲစောင်းတယ်ယထာကိုပဲစီးတယ်ဇကွဲထမင်းနဲ့ပုံရင်ဟင်းကိုပဲစားတယ်ဖြင်ချမ်းကိုပဲချမ်းပေးဆိုတာပဲဝတ်တယ်ကောင်းတာတွေသုံးဆောင်ဖို့ခံစားဖို့လုံးဝစိတ်မပါဘူးအကုန်လုံးက तू ပြုတ်ခဲ့တဲ့ကံအတိုင်းဖြစ်တာအဲ့ဒါသေပြီဆိုတော့ဒီပစ္စည်းတွေအကုန်လုံးကိုဘယင်ကလှဲနဲ့တိုက်တာ9ရက်တောင်တိုက်ရတယ်လို့ဆိုတယ်အဲ့ဒါကောသလမင်းကြီးကအဲ့ဒီပစ္စည်းတွေတိုက်ပြီးတော့မြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားဘယ်အလာတော့ဒီလိုပဲပစ္စည်းတွေပြီးတော့တိုက်ပြီးတော့ပြန်လာအလွန်အော်စရာကောင်းတဲ့လူတွေဗျာဒီလောက်ပေါ်ရဲ့တန်းနဲ့ကောင်းကောင်းလည်းမစားဘူးကောင်းကောင်းလည်းမသုံးဘူးဇူးမှလည်းမပေးဘူးအဲ့ဒါတွေအကုန်လုံးတပည့်တော်တို့မင်းမာနာဖြစ်သွားတယ်အဲ့မှာမြတ်စွာဘုရားရှေးအကြောင်းလေးကိုပြောပြတယ်အဲ့ဒီတတိယဘဝတစ်ခုကတဂရတိခီလို့အမည်ရတဲ့ပြည့်စေကဗုဒ္ဓရှင်မြတ်တစ်ပါးကိုသူလှူခဲ့တာလှူတာကသူကလမ်းသွားရင်းနဲ့တွေ့လို့အဲ့ဒါနဲ့အခိုင်းရှည်ကိုပြောလိုက်တာပေါ့နော်ဒီရှင်မြတ်ရဲ့တပိတ်ထဲကိုကောင်းပေးဆိုတဲ့စွန့်နေဟင်းနေလှူပါလို့ခိုင်းအဲ့ဒါနဲ့သူအလုပ်တစ်ကိစ္စရှိတော့သွားတယ်ပြန်လာတဲ့ခါကျတော့အဲ့ဒီမထေနဲ့အဲ့ဒီပြည့်စေကဗုဒ္ဓနဲ့တွေ့တဲ့ခါကျတော့တပိတ်ကိုလှက်ကြည့်တော့အလွန်ကောင်းတာတွေတွေ့တော့သူစိတ်မထားတတ်တော့နှမျောသွားတာတကယ်လို့ဓာတွေကိုငါတဲ့ငါရဲ့အခိုင်းအစီတွေကိုသာကျွေးလိုက်မယ်ဆိုရင်အဲ့ဒီလူတွေကငါအတွက်အသက်ဆွန့်ပြီးတော့တောင်မှအလုပ်လုပ်ကြမှာဒီလောက်ကောင်းတာတွေကိုသူတို့ကျွေးလိုက်အခုငါရှုံးသွားပြီအဲ့လိုကြီးတွေးရနော်ပေးတော့ကလည်း तू သေနာရှိလို့ပေးတာပဲဒါပေမဲ့ပေးပြီးတော့မှ तू ကအနိုင်ရှုံးနေတွက်ကြည့်တာပေါ့နော်ဒီလူကသူစားမှာငါကတော့ပေးလိုက်ရတာနော်အဲ့လိုကြီးတွေးတဲ့အခါကျတော့ तू ဝမ်းမသာနိုင်ဘူးပေါ့နော်ပြန်ယူလို့ကလည်းမရအဲ့ဒါကြောင့်မို့လို့လှူတဲ့အတွက်ကြောင့် तू နတ်ပြည်တွေဘာတွေလဲရောက်တယ်ဒါပေမဲ့လို့ဒီကံအကျိုးကံအကျွင်းအကြံကြောင့်မလို့ तू တထေးဖြစ်တာခုနခါတောင်ဖြစ်တယ်လို့ဆိုတယ်အဲ့ဒါဒါနောက်ဆုံးခါပဲအတထေးဖြစ်တော့ပိုင်ဆိုင်မှုတော့အလွန်ကြီးတယ်ဒါပေမဲ့လို့အဲ့ဒီငါတော့ရှုံးပြီဆိုတဲ့နှလုံးမသားရမှုကဒါတွေကိုခံစားလို့စိတ်ကိုလုံးဝမဖြစ်စေဘူးသူကဆင်းရဲသားတယောက်လိုပဲနေသွားတာဥစ္စာတောင်တက်တက်ပေါ့နော်သူဥစ္စာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုသုံးသက်ပြတာဒီကောသလမင်းကြီးကိုမင်းကြီးတဲ့ဒီတထေးကြီးကအဟောင်းကလည်းကုန်ပြီတဲ့အစ်စ်ကလည်းမလှုပ်ဘူးတဲ့ကြောပြတ်ပြီလေအစ်စ်လည်းမလှုပ်ဘူးအဟောင်းလည်းကုန်ပြီဆိုတော့ဘာကြံသေးတော့မကြံတော့ဒါမှမဟုတ်အခုသေးတော့ရောယူဝငရဲရောက်သွားပြီတဲ့အဲ့ဒါသူလှုပ်ခဲ့တဲ့ကံတွေကအရှိန်ရှိတယ်နတ်ပြည်ကိုပို့လိုက်တယ်ဟုတ်လားတထေးဘဝကိုရောက်စေတယ်တွန်းအားတယ်ခုနလေးညိုးကထွက်သွားတယ်မြားတန်တို့ဟာအရှိန်ကောင်းတော့ပြေးတယ်လွန်းနဲ့အလွန်တင့်တယ်ပေါ့နော်ဒါပေမဲ့ဘာတော့အရှိန်ကကုန်တတ်တယ်ဆိုတာနားလေရမယ်အဲ့ဘုန်းဘုန်းတို့ဒါပြုဖို့ပြောတာနော်ပုပ္ပေသကတပုံညတာနဲ့ပတ်သက်ပြီးတော့ဟုတ်လားပုပ္ပေသကတပုံညတာရှင်အလွန်မင်္ဂလာရှိတယ်ဒီမင်္ဂလာလေးကိုဆက်မိဖို့ဆိုလိုတာကအရင်တုန်းကပြုခဲ့တဲ့ကုသိုလ်ဟာအခုအတွက်ပုပ္ပေသကတပုံညတာမင်္ဂလာဖြစ်တယ်လို့အခုကုသိုလ်ပြုခြင်းဒါနောက်တစ်ချိန်မှာပုပ္ပေသကတပုံညတာမင်္ဂလာဖြစ်မယ်ဟုတ်တယ်မဟုတ်လားဘုန်းဘုန်းတို့ကဘဝကိုဘယ်နှမျိုးကြည့်ရမှာလို့ပြောနေကြရှိတယ်နှစ်မျိုးကြည့်ရမယ်နော်ခုရောနောင်ရောဟုတ်လားဘဝကိုနှစ်မျိုးကြည့်တတ်မှပညာရှိဘဝကိုတစ်မျိုးတည်းကြည့်လို့မပြည့်စုံဘူးဟုတ်ရလားဒါကြောင့်မလို့ပုပ္ပေသကံပါတော်လဲပဲနော်အသုံးမချတတ်ဘူးဟေ့အစ်စ်တွေမဆက်နိုင်ဘူးအဟောင်းပဲထိုင်စားနေဆိုကြာရင်ဘာဖြစ်သွားမှာလို့ကုံသွားနိုင်တယ်ဒီရှုတော့ကလည်းကြည့်ပြီးတော့ကောင်းမှုကိုလှုပ်ချင်တဲ့စိတ်ကိုထက်သန်စေရမယ်ပေါ့နော်နောက်တော့ဘုံဘုံတို့ဒါနဲ့ဆက်ဆက်ပြီးတော့ပြောစရာကောင်းတဲ့တစ်ခုပေါ့နော်အရေးမြက်လေးတော့ပြောကြည့်မယ်
ဒါလည်းလူသိများတဲ့တရားတစ်ခုပေါ့သို့တော့ဆက်ဆက်ပြီးတော့တွေးမိဖို့လေးတွေကိုဘုံဘုံတို့ကစူးစီးပေးတဲ့သဘောပေါ့နော်မြတ်စွာဘုရားလူ၄မျိုးရှိတယ်ဆိုပြီးတော့ခေါ်တာရှိတယ်နော်အမှောင်ကလာပြီးတော့အမှောင်ကိုသွားတယ်အမှောင်ကလာပြီးတော့အလင်းကိုသွားတယ်အလင်းကလာပြီးတော့အမှောင်ကိုသွားတယ်အလင်းကလာပြီးတော့အလင်းကိုသွားတယ်ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်ဒါပေမဲ့မကောင်းတာတွေလုပ်တယ်သိတဲ့ခါကျတော့မဟုတ်တဲ့နေရာရောက်သွားတယ်ဒါအလင်းကလာပြီးတော့အမှောင်သွားတယ်လို့ခေါ်တယ်ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်ဒါပေမဲ့ထပ်ပြီးတော့ကောင်းမှုတွေကိုလုပ်တယ်ကောင်းတဲ့နေရာရောက်သွားတယ်အလင်းကနေလာပြီးတော့အလင်းကိုသွားတယ်တချို့ဒီဘဝအလွန်ဆင်းရဲတယ်ဘာမှအဆင်ပြေတာမရှိဘူးဒါပေမဲ့ဒီဘဝကောင်းတာလုပ်လားဆိုတော့လည်းမလုပ်ဘူးအမှောင်ကလာပြီးတော့အမှောင်သွားမဲ့လူနော်တချို့ဆင်းရဲတယ်အခြေအနေမကောင်းဘူးဒါပေမဲ့လို့ဒါကိုအသိဉာဏ်နဲ့ထိန်းချုပ်ပြီးတော့ကောင်းတာကိုလုံနိုင်တယ်လို့လုပ်တယ်အမှောင်ကလာပြီးတော့ဘယ်သွားမလို့အလင်းကိုသွားမယ်အဲ့တော့ဘုန်းတို့စဉ်းစားတဲ့အရှိတာဘယ်ဟာလာတာလဲဆိုတာလေဘယ်ဟိုသွားမှလဲဆိုတာကပို့ပြီးတော့အရေးပါတယ်ဟုတ်တယ်မဟုတ်လားအမှောင်ပဲလာလာအလင်းကပဲလာလာဘုန်းတို့ကဉာဏ်ရှိမယ်ကြိုးစားမယ်ဆိုရင်အလင်းကိုသွားလို့ရတယ်ဘုန်းတို့ဉာဏ်မရှိဘူးဆိုရင်ဘယ်ရပဲလာလာအမှောင်ကိုထုတ်ဆင်းသွားမှာနော်ဒါကြောင့်ပုပ္ပိစ္ဆာကတပုံညတာမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒါဆက်ဆက်ပြီးတော့တွေးစရာလေးကိုပြောတာနော်ကုသိုလ်ကံရဲ့အစွမ်းတတ္တိဟာအလွန်ကြီးတယ်လို့နားလည်ဖို့လိုသလိုဒါကိုဘုန်းတို့ထိုင်းပြီးတော့ဖြုံးနေုံနဲ့လည်းမရသေးဘူးအစ်စ်လုပ်ဖို့မလိုလားလိုဟုတ်လားဒါကြောင့်မလို့ဒါဏိကုံးကျုပ်ကလေးကဒီဟာလေးကိုစဉ်းစားစေအောင်ဘုံဘုံပြောပြတယ်ဟုတ်လားအဟောင်းအစ်စ်ဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားလည်းသုံးခဲ့တာနော်ဟုတ်လားပုံမှန်ပါပဲတဏှာကြီးထိုးတော့ဟုတ်လားအဲ့ကြပြောချင်တာလေးတွေလည်းအကုန်လုံးစုံသွားပါပြီပြောမယ်လို့ဘုံဘုံမှတ်ထားတာလေးနော်အဲ့တော့ဒီကနေ့အဓိကပြောလိုက်တာပါလေနော်ကုသိုလ်ကံရဲ့အစွမ်းတတ္တိများနဲ့အဲ့ဒီကုသိုလ်ကံကိုဆက်လက်ပြီးတော့လုံနိုင်ဖို့ဒါကိုတွေးဖို့နောက်ပိုင်းပြောတာအဲ့ဒါပေါ့နော်ရှေ့ပိုင်းပြောတာတွေကတော့ကုသိုလ်ကံရဲ့အစွမ်းရည်တတ္တိတွေနော်သူတို့ရဲ့စမ်းကြယ်တဲ့နော်အကျိုးပေးတွေဟုတ်လားအဲ့ဒီဥစ္စာကိုဘုံဘုံတို့ပြောတာပေါ့နော်အဲ့တော့အဓိကကတော့တစ်ချိန်လုံးကပြုခဲ့တဲ့ကုသိုလ်ဟာအခုမင်္ဂလာရှိနေတယ်အခုပြုလိုက်တဲ့ကုသိုလ်ဟာတစ်ချိန်မှလည်းမင်္ဂလာရှိသေးလိမ့်မယ်မင်္ဂလာချင်းဆက်သွားအောင်ဘုံဘုံတို့ကြိုးစားကြရမယ်ဆိုတဲ့သဘောမျိုးပေါ့အောင်ဆိုဒီဘဝတွေရဟန္တာဖြစ်သွားမယ်ဆိုရင်တော့လည်းပဲတမျိုးပေါ့သို့တော်လည်းပဲဒါလည်းပဲကုသိုလ်လုံးမှာပဲဖြစ်မှာပါပဲကောင်းမှုအထွတ်ထိပ်ရအောင်ပြုရမှာပဲလေကောင်းမှုဆိုတာလှူတာတန်းတာလောက်တင်မြင်လို့မပြည့်စုံဘူးဟုတ်လားဒါတော့လူတိုင်းနားလည်ပြီးသားပါနော်အဲ့တော့ပြောရင်ဒါပါလေနော်ကောင်းမှုကိုဘုံဘုံတို့တွေဟာအရှိန်ဟာကုန်တတ်တယ်ဟုတ်လားဒါကြောင့်ဒါကိုပြန်ပြီးတော့အားကောင်းအောင်ဘာလို့မလို့ကြိုးစားရမယ်ကြိုးပမ်းရမယ်နော်နောက်တစ်ချိန်မှာပုပ္ပေစကတပုံညတာမင်္ဂလာနဲ့ပြည့်စုံတဲ့နော်လူတစ်ယောက်ဖြစ်အောင်ဘုန်းတော်ဘာလို့မလို့ကြိုးစားရမယ်နောက်ဆုံးကောင်းမှုအရှိန်တကယ်ကြီးသွားပြီဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည့်အထိအရှင်းမြင့်တဲ့ကောင်းမှုကြီးရသွားမယ်နော်မဉ္ဇဉ်၄ပါးကိုလောကုတ္တရာကောင်းမှုလောကုတ္တရာကုသိုလ်လို့မခေါ်ဘူးလားခေါ်ရင်နော်ဒါကိုမြင်အောင်ကြည့်ရမယ်ဟုတ်လားအဲ့ဒီအဆင့်ထိရောက်သွားမယ်ဆိုရင်ဒုက္ခခတ်သိငြိမ်းသွားမှာပေါ့ဟုတ်လားဒါကြောင့်ကောင်းမှုကြောင့်မင်္ဂလာရှိနေတဲ့ဒီလိုအနေအထားမျိုးလေးမှာဒါဘုံဘုံတို့မှာအသိဉာဏ်တွေရှိတယ်ကျမကြီးတွေကောင်းတယ်အခြေအနေတွေအကုန်လုံးကကောင်းနေတယ်ဒါပုပ္ပေစကတပုံညတာရှိခဲ့တဲ့လက္ခဏာတွေကြီးပဲနော်ဉာဏ်ဉာဏ်သွေးအကုန်လုံးပါတော့အခြေအနေတွေကတတ်တက်ပို့ပြီးတော့ကောင်းမွန်တဲ့အနေအထားတစ်ရပ်ကိုရောက်အောင်တက်လှမ်းနိုင်တဲ့ဇာတ်တွေမရှိဘူးလားရှိတယ်အဲ့ဒါဆိုရင်ပုပ္ပေစကတပုံညတာရှိနေပြီပေါ့နော်ဆက်ပြီးတော့မလုပ်ဖို့လို့တော့အသုံးချဖို့လိုတယ်ပေါ့နော်ပုပ္ပေစကတပုံညတာတွေဆက်သွားအောင်နောက်ဆုံးဒုက္ခလွတ်တည်အထိကောင်းမှုရဲ့နော်အစွမ်းကိုယူပြီးတော့ဘုံဘုံတို့မလုပ်ကြမှာတော့ကြိုးစားကြမှာဒါကိုပြောတာဟုတ်လားဒါကြောင့်ပုပ္ပေစကတပုံညတာနော်မင်္ဂလာနဲ့ဆက်ပြီးတော့ပြည့်စုံအောင်ကြိုးစားနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေ